အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့ဒါဒီကနေ့29ဇွန်2025 Friday အားလုံးတော့ Happy Friday ဖြစ်စေချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါတပတ်တွင်ထွက်လာတဲ့ဒေါက်ကနများမှပေါက်ကနရှာကြမယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာနေကုန်ပါတီအနေနဲ့3.6ကိုရတယ်ဗျာနော်ဝမ်းချင်းအနေနဲ့ကတော့2.8ကိုရပါတယ်အထီးကနအနေနဲ့ကတော့9.3ဘရိတ်အနေနဲ့ကတော့893နဲ့ပြန်ဘရိတ်ပေါ့ဗျာ K ဆိုတဲ့ဒါရွှေအောင်စလုံးကိုမြင်လို့ဆိုရင်တော့အတန်အောင်နားထောင်ပြီးတော့ကျွန်တော်တို့လဲဆိုတော့အားလုံးသိကြပြီဖြစ်မှာပါဗျာနော်ဒီဘက်ကကနန်းတွဲမစီတက်သူများတွဲဆိုပြီးဒီကနေ့တုံးလုံးရရှိထားတဲ့ဒါနေကုန်ပတ်တီ3.6 one chain 28အထီးကန9.3ဒါဘရိတ်နဲ့တွဲဖက်ထားတာဖြစ်တယ်အဲ့တော့ကနန်းနဲ့မစီတက်သူများအတွက် ratio အနေနဲ့2.6 time power 3.8 3.5မြန်မာနက်က break ကိုအနေနဲ့ဆိုရင်6.3 2ခွန် break 3အနေနဲ့ဆိုရင်တော့ခွန်6ညီကို3.3ပြန်ကနန်းကျွန်တော်ရဲ့ non တော့ပေါ့ဗျာရှင်5ဆိုရင်တော့ဒါ3 break time power ဖြစ်ပါတယ်ကဲအပေါ်မှာကတော့ကျွန်တော်တို့ဒါပေါ်3ခွက် break 9မှာ2ခွက် break 3မှာ3ခွက်ဆိုတော့336 2ခွက်ပဲပုံမှာ10ခွက်ရှိတယ်အောက်မှာပြန် break အနေနဲ့ကတော့ဒါ68 3ခွန်3.6 88 65 83 2အပူ33အပူ5ခွန်2 break 3.2ဒါတွေကိုကျွန်တော်ရေးချထားပါတယ်မင်းတို့နှစ်တက်ရအားတက်ရကိုကစားပါကြိုက်နှစ်တက်တယ်ဆိုရင်ပေါ့ဗျာမကြိုက်ဘူးဆိုရင်လည်းကြော်ခွတ်သွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တော့အားလုံးတည်တဲ့အတိုင်းမောင်ကင်းမဖြစ်ပါခင်ဗျကျေးဇူးပေးတဲ့တကယ်ချင်းတွေမိတ်ဆွေတွေမိသားစုအဖွဲ့ဝင်တွေမန်ဘာအဖွဲ့ဝင်တွေကိုကျွန်တော်မောင်ကင်းမအထူးပဲကျေးဇူးတင်ရှိပါတယ်